Hello guys အားလုံးပဲမြင်ကြပါပါဒီနေ့မှာတော့ဘန်ကောက်မြို့ရဲ့စုကုံဝေးတားလင်းတစ်ချောင်းမှာရှိရဲလက်ဖက်ဆရာနေရာလေးသုံးခုအကြောင်းကိုပြပြပေးမယ်နော်ဒါဆိုအားလုံးပဲလိုက်ကြည့်လိုက်ရအောင်ပထမဆုံးတစ်ခုကတော့ Science Center for Education ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီနေရာလေးဟာအကမိုင်းမတိုင်နာမှာရှိပါတယ်ဝင်ကြီးကတော့ကလေးဆို30ဘတ်လူကြီးဆို50ဘတ်ကျတင်ပါတယ်ဒီနေရာလေးရဲ့အဓိကရည်ရွယ်ချက်ကတော့ကလေးတွေရဲ့သိပ္ပံပညာရဲ့ဆိုင်ရာအသိအမြင်များကိုတိုးတက်လာစေဖို့အတွက်ရည်ရွယ်ဖွင့်နေတာချင်းဖြစ်တယ်လို့သိရပါတယ်အထဲမှာလည်းသိပ္ပံပြကန်းမျိုးမျိုးလည်းတွေ့နိုင်ပါတယ်ကျွန်တော်တို့အဖွဲ့လည်းကလေး3ယောက်ဆိုတော့ဝင်ကြီးခဲ့ကြပါတယ်ဒါကတော့ကလေးလေးတယောက်ရဲ့ review ဖြစ်ပါတယ်။ဒီသိပ္ပံခန်းမှာပေါ့နော်။ဝင်ကြီးကတော့တက်ကက်ကြီးကတော့တယောက်ဘန်90လောက်ပဲကုန်တယ်။ဒါပေမဲ့ကိုယ့်ဘန်ကိုအားလည်းရမှဒီလိုကြည့်ရမယ်ဆိုတော့ကြည့်ပြော်လိုက်ဘန်90နဲ့။ကြာကျွန်တော်ဆက်နောက်တနေရာလေးကတော့ P2 Athens Space ဆိုတဲ့စာအုပ်ဆိုင်လေးပါဒီစာအုပ်ဆိုင်လေးဟာဘန်ကောက်ရောက်မြန်မာနိုင်ငံသားတွေကြားမှာနာမည်ကြီးတယ်လို့ထိုင်းနိုင်ငံသားတွေကြားမှာလည်းတော်တော်နာမည်ကြီးပါတယ်ဆိုင်ကတော့ချစ်လုံမတိုင်နာမှာရှိရဲစန်ဒရယ်ချစ်လုံရဲ့ငါးတက်မှာရှိပါတယ်ဆိုင်ရဲ့အတွင်းပိုင်းကလည်းတော်တော်လှပြီးတော့ကလေးလူကြီးအရွယ်ဆုံးအတွက်စာအုပ်မျိုးစားတွေလည်းတော်တော်ကြီးကိုစုံလင်လွန်းလာပါတယ်ကျွန်တော်တင်ပေးနေကြဖြစ်တဲ့မြန်မာတန်တာရီလာအကြောင်းတွေကိုလည်းဒီစာအုပ်ဆိုင်မှာအင်္ဂလိပ်ဘာသာနဲ့စာအုပ်တွေအများကြီးဖတ်ရှုလေ့လာနိုင်ပါတယ်နောက်တနေရာလေးကတော့ဘန်ကောက်မြို့ရဲ့တရုတ်တန်းဖြစ်ပါတယ်သူတို့ခေါ်ရွာရဲအော်ချိုင်နာတောင်ပေါ့လေဒီနေရာကတော့စုကုံမဲ့ရထားလိုက်နဲ့တော်တော်လှမ်းနေရဆိုပေမဲ့ဘယ်လိုသွားရမလဲဆိုတာပြပြပေးပါမယ်အရင်ဆုံးဆိုင်ရန်တိရအောင်စီးလိုက်ပါပြီးရင်ချိုင်နာတောင်လို့ပြောပြီးတစီငားလိုက်ပါ What? Emotional ချိုင်နာတောင်ကတော့ကြီးလိုက်တာနဲ့တရုတ်ငွေတက်ကိုစပြီးတော့ခန်းစားမိပါလိမ့်မယ်ပြီးရင်တရုတ်စားစာအများပြရရှိနိုင်ပြီးချိုင်နာတောင် area တော်တော်ကျယ်ပါတယ်အဲ area အတွင်းဟာစားစရာမျိုးစုံလိုက်စားနေရင်တော့ချိန်ညောင်းပြီးတနေကုန်သွားနိုင်ပါတယ်ကဲဒါဆိုဒီနေ့အတွက်ကတော့ဒီလောက်ပါပဲเนาะသွားစီခြင်းတဲ့နေရာပြောချင်တာလေးရှိရင်လည်း comment မှာဝင်ရေးသွားလို့ရပါတယ်เนาะဒါဆိုနောက်မှတွေ့တာပေါ့